ကျွေးစနစ်နဲ့တွားကျင်တဲ့ဂျပန်ကိုအမြင်မရောက်မှလည်းစိတ်ပူနေရဆိုရင်တော့ scholarship program 10မျိုးကိုရွေးချယ်တင်ကြားကိုမြင်းနေကိုကျောင်းဝဲတွင်ပညာရေးဆိုင်ရာဟောပြောပွဲများပြုလုပ်ပေးခဲ့ဖြစ်ပါတယ်ခင်ဗျာလူကြိုက်များတဲ့ဘဝရှိဆောင်ရေး scholarship နဲ့တင်းစာ scholarship ဒီနှစ်မျိုးပါဆိုရင်ဆာကူရာကျောင်းသားတွေအဓိကဒါရွေးချယ်တင်ပါတယ်ခင်ဗျာတတိထားမဲ့အချက်နှစ်ချက်ကတော့ဂျပန်မှာကျောင်းတက်ရမဲ့ကာလနဲ့တတ်မှတ်ထားတဲ့နေရာမှာအလုပ်ပြန်လုပ်ပေးရမဲ့ကာလဟာအလိုကြီးပါတယ်ခင်ဗျာဒါအပြင်ကားပြုပြင်ရေးကားမောင်နန်းစိန်တောဘက်ဆိုင်ရာအကူနဲ့အခြား scholarship program အခွင့်အရေးများလည်းရှိထားတာကြောင့်ဂျပန်ကိုလည်းအမြင်ရောက်ချင်တဲ့အကျွေးစနစ်နဲ့တွားချင်တဲ့ဆိုရင်တော့မင်းနေကုန်းကျောင်းခွဲမှာလူကိုလာရောက်ပြီးတော့အသေးစိတ်စုံစမ်းပေးနေပါပြီခင်ဗျာဂျပန်စာကိုခုမှစတင်မဲ့သူများအတွက် N5 N4 N3 များကိုအပြည်တင်နဲ့ရော online class တန်ရုံဖွင့်ထားတဲ့ရှိတာကြောင့်ပိုကောင်းတဲ့နာကတ်အတွက်စာကူလာရှိနေပါတယ်ခင်ဗျာမင်းနေကုန်းကျောင်းခွဲရဲ့လိပ်စာလေးရတော့ရှမ်းကုန်းလမ်းမပေါ်ဥဝိစာရာလမ်းနီးနားမှာတရှိရဖြစ်ပြီးတော့နေရာတစ်စီများအတွက်လည်းရွာလေးအဆောင်လေးမင်းလေးအဆောင်လေးစီစဉ်ပေးပါတယ်ခင်ဗျာရန်ကုန်မှာဆိုရင်တော့မင်းနေကုန်းအပြင်လှဲတံတာဂိတာတောင်မွေနဲ့မျက်နှာကိုမျိုးနဲ့များတွေလည်းတက်ရောက်နိုင်ပါပြီခင်ဗျာတင်ချစ်ခင်ရတဲ့တိတ်မဆွတ်တင်ငယ်ချင်းများအတွက်ဒီဗီဒီယိုလေးကို like share လုပ်ပေးဖို့လည်းတောင်းဆိုလိုပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးကြည့်ပြီးရတဲ့အတွက်လည်းအထူးအနေနဲ့ရှိပါတယ်ခင်ဗျာ